YouTube ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခါကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့လက်လာဘသခင်တီဝလိအရှင်လို့အမည်ပေးထားတဲ့ရှင်တီဝလိမထေရမြတ်ကြီးရဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်တီဝလိမထေရဟာကောရမမြတ်စွာဘုရားသခင်ရဲ့လက်ထက်တော်အခါကလက်လာဘပေါ်များတဲ့အရာမှာဣတိတိရသောယဟန္တာမထေရမြတ်ကြီးတစ်ပါးပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်လက်ရတော်ရန်လေးချိန်မှာတစ်ပါးအပါအဝင်ဖြစ်ပြီးတော့ရှင်တီဝလိမထေရမြတ်ရဲ့ခမဲတော်နဲ့မေတော်တို့ကတော့မဟာလိမင်းသားကြီးနဲ့ကောလိယပြည်ရှင်ကောလိယမင်းကြီးသမီးတော်တုတ်ပါဝါဒမင်းသမီးတို့ဖြစ်ကြပါတယ်။မေတော်တုတ်ပါဝါဒဟာတာတော်တီဝလိမထေရအလောင်းလျာတန်နေရှိတဲ့အခါမှာဖွားမြင်ရနေ့ရက်စိတ်ရောက်တော့လဲမဖွားမြင်နိုင်ပဲရှိနေခဲ့ပါတယ်။ဒီလိုနဲ့တရေသားကိုလာတာမကနှစ်နဲ့ချီပြီးတော့လွယ်ခဲ့ရတာမှာ9နှစ်တိုင်အောင်ရောက်ရှိခဲ့ပါတယ်။မေတော်တုတ်ပါဝါဒမင်းသမီးဟာမိမဖွားနိုင်ပဲဒုက္ခဝေဒနာအကြီးကျယ်ခံစားနေရစဉ်မှာမြတ်စွာဘုရားရှင်အားဖူးမြင်လိုကြောင်းတောင်းတတဲ့အတွက်ကျင်ရတော်မဟာလိမင်းသားကြီးကမြတ်စွာဘုရားအားအကျိုးအကြောင်းလျှောက်ထား၍ပင့်ဖိတ်ခဲ့ပါတယ်။ဒီအခါမှာမြတ်စွာဘုရားရှင်ကတုတ်ပါဝါဒမင်းသမီးသည်ချမ်းသာခြင်းရှိသည်ဖြစ်စေတည်းယောဂအနာမေကင်းဆင်းရဲခြင်းမရှိသည်ဖြစ်စေတည်းအနာမရှိသည်ဖြစ်၍သားကိုဖွားစေတည်းလို့ရွှေနှုတ်တော်မှမွတ်ဟဆုပေးလိုက်တာနဲ့တပြိုင်နက်တုတ်ပါဝါဒမင်းသမီးဟာတားတော်ကလေးတီဝလိကိုချောမောစွာမွေးဖွားနိုင်ခဲ့ပါတယ်ဒီလိုတေရင်းမှတက်ပြီးတော့အမိအဖတို့ပူပန်ခြင်းငြိမ်းအေးစေသဖြင့်တားတော်ကလေးကိုတီဝလိလို့အမည်ပေးခဲ့ကြပါတယ်တားတော်တီဝလိဟာအမိဝမ်းမှာ9နှစ်9လနဲ့9ရက်ကိန်းအောင်နေခဲ့ရတဲ့အတွက်အမိဝမ်းကကျွတ်တာနဲ့တပြိုင်နက်9နှစ်သားအရွယ်ကိုတဟုန်တည်းကြီးပြင်းသွားခဲ့ပါတယ်တီဝလိကိုဖွားမြင်ပြီးနောက်တီဝလိဤဖခင်နဲ့မိခင်ဖြစ်ကြသောမဟာလိမင်းသားကြီးနှင့်တုတ်ပါဝါဒမင်းသမီးတို့သည်မြတ်စွာဘုရားနှင့်တကွတန်ဃာတော်900ကိုနန်းတော်သို့ပင့်ဖိတ်၍ဆွမ်းကပ်လှူခဲ့ပါတယ်။ဆွမ်းဖုံးပေးပြီးသောအခါအရှင်သာရိပုတ္တရာအားတရားအနုမောဒနာပြုရန်မြတ်စွာဘုရားကအမိန့်တော်ရှိသဖြင့်ရှင်သာရိပုတ္တရာသည်ပရိသန္တိနေရခြင်း၏ဆင်းရဲဒုက္ခရောက်ပုံဇာတိဒုက္ခကိုအကျေချဲ့၍ဟောတော်မူလျာဘဝအဆက်ဆက်ကစီးပူးခဲ့သည့်ပါရမီအဆောက်အုံကြီးမားသည့်ပုဂ္ဂိုလ်ဖြစ်သည့်အတွက်တီဝလိမင်းသားကရှင်သာမဏေပြုပေးတော်မူပါရန်လျှောက်ထားတောင်းပန်ခဲ့ပါတယ်။မိဘနှစ်ပါး၏ခွင့်ပြုချက်အရရှင်သာမဏေပြုပေးရာခေါင်းရိပ်ပေးစဉ်မှာရှင်မမောက္ကလံကိုတော်မြတ်ကြီးမှ32ကောထာတကမ္မထံကိုဟောတော်မူခဲ့ပါတယ်။တီဝလိသည်တရားကမ္မထံကိုနှလုံးသွင်းလေရာသပင်ရိပ်ပြီးတာနဲ့တပြိုင်နက်ကိလေသာကုန်ခန့်၍ယဟန္တာအဖြစ်သို့ရောက်တော်မူခဲ့ပါတယ်။ရှင်သာမဏေပြုသည်မှစ၍များစွာသောဒါယကမတို့ကပစ္စည်း၄ပါးဖြင့်နေ့စဉ်နေ့တိုင်းသုံးမကုန်အောင်လှူဒန်းကြတဲ့အတွက်ရှင်တီဝလိအားအမိပြု၍တန်ဃာအပေါင်းမကြောက်မကြအေးချမ်းစွာတရင်သုံးနေထိုင်ကြရပါတယ်။အသက်20ပြည့်တဲ့အခါမှာရှင်တီဝလိသည်ယဟန်အဖြစ်သို့ရောက်တော်မူခဲ့ပါတယ်။လက်လာဘတို့သည်လည်းစတဲ့တပူတိုးသည်တဲ့တိုး၍လာခဲ့ပါတယ်။ရောက်လေရာရက်မှာလည်းလှူဒန်းသူအင်မတန်မှပေါ်များလာပါတယ်။အခါတစ်ပါးမှာမြတ်စွာဘုရားရှင်သည်ရှင်သာရိပုတ္တရာအမှုရှိသောတန်ဃာတော်900နှင့်တကွရှားတော်ကျောင်းသို့ကြွတော်မူရာခရီးဖြတ်လမ်းမှကြွတော်မူခဲ့ပါတယ်။ထိုဖြတ်လမ်းဟာတော်လန်ခရီးဖြစ်တဲ့အတွက်ဆုံးကွန်းအတွက်အခက်ကြုံမီကိုအရှင်အာနန္ဒာကစိုးရိမ်တဲ့အတွက်ဘုရားရှင်အားလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားရှင်ကချစ်သားအာနန္ဒာဤယဟန်ပရိသတ်တွင်တီဝလိပါသည်မဟုတ်လောတီဝလိပါလျင်မစိုးရိမ်လင့်ဟုမိန့်တော်မူကားတော်လန်ခရီးကိုဆက်လက်ပြီးတော့ကြွချီတော်မူပါတယ်။တော်လန်ခရီးတစ်လျှောက်မှာနေထိုင်ကြကုန်သောနတ်ဘလူအပေါင်းတို့သည်မြတ်စွာဘုရားရှင်နှင့်တကွတန်ဃာတော်900တို့အားဆုံးကုန်းများလှူဒန်းကြပါတယ်။အရှင်တီဝလိအားလည်းပစ္စည်းမျိုးစုံဖြင့်စုပုံလှူဒန်းကြတဲ့အတွက်တန်ဃာများမှာမြတ်တစွာသုံးဆောင်ကြရုံမြမကပိုရှံ၍ပင်နေခဲ့ပါတယ်။ရှားတော်ကျောင်းမှာမြတ်စွာဘုရားရှင်နှင့်တကွတန်ဃာတော်900တို့ဟာတလပတ်လုံးရှင်တီဝလိကိုအကြောင်းပြုရအပ်သောပစ္စည်း၄ပါးတို့ဖြင့်မြတ်တစွာတရင်သုံးနေထိုင်ကြရပါတယ်။ယဟန်တန်ဃာတို့လည်းလူနေဝေးသောတောကြီးမြတ်မဲတဲ့ဖြစ်ပါလျက်တီဝလိမထေရဤတကူတော်ကြောင့်လက်လာပါပေါ်များတာကိုအံ့ဩချီးမွမ်းနေခဲ့ကြပါတယ်။ဒီအကြောင်းကိုမြတ်စွာဘုရားသခင်သိမြင်တော်မူတဲ့အခါဣဒထခံဘိက္ခဝေမမတာဝကနံလာဘိနံယတိတံတီဝလိဟု၍လက်လာပါပေါ်များသောယဟန်တို့တွင်တီဝလိမထေရသည်အမြတ်ဆုံးဟုဣတိထားတော်မူပြီးနောက်တီဝလိမထေရဤအတိတ်ဇာတ်ကြောင်းကိုဟောတော်မူခဲ့ပါတယ်။တီဝလိမထေရရဲ့အလောင်းအလျာဟာဘုရုမုဒ္ဒရမြတ်စွာဘုရားရှင်ရဲ့လက်ထက်မှာတ
တာမန်အမျိုးသားလေးများသာဖြစ်ခဲ့ပါတယ်ဘုရုမုဒ္ဒရာဘုရားသခင်တရားဟောကြားနေစဉ်ထိုအမျိုးသားလေးကပရိသတ်အစုံမှတရားတော်ကိုနာကြားနေစဉ်မှာသူတဒနာမြည်သောယဟန်တစ်ပါးအားလက်လာပါအရာ၌ဘုရားသခင်ကဣရတိထားတော်မူသည်ကိုကြားရတဲ့အခါသူတဒနာယဟန်ကဲ့သို့ဖြစ်လိုလာသဖြင့်ဘုရားနှင့်တကွတန်ဃာတော်900ကိုနောက်တနေ့မှစ၍9ရက်ပတ်လုံးဆွန့်ကပ်လှူပြီးတဲ့နောက်သင်္ကန်းတစုံစီကပ်လှူကာဤကောင်းမှုကြောင့်ဘဝဆက်တန်စည်းစိမ်ဥစ္စာရတနာရွှေငွေဆာရည်စပါးပေါ်များကျွယ်ဝ၍အဆုံးဘဝနောက်ကာလ၌သူတဒနာယဟန်ကဲ့သို့လှလာပါပေါ်များသောအရာ၌ဣရိရသောမထေဖြစ်ရပါလို့ဤလို့ဆုတောင်းခဲ့ပါတယ်တိဝလိလောင်းလျာသည်ထိုဘဝမှာစုတည်ပြီးနောက်လူပြည်နတ်ပြည်လူလားစုံဆန်းကားကဘာများစွာချမ်းသာဒုက္ခကိုခံစားစံစားပြီးတော့နေခဲ့ရပါတယ်90တကဘာအထက်ဝိပတ်တိမြတ်စွာဘုရားရှင်ရဲ့လက်ထက်တော်မှာတော့တိဝတိမထေအလောင်းလျာဟာဗန္ဓုမရီမြို့နယ်မနီးမဝေးကတခုသောရွာငယ်လေးတစ်ခုမှာဆင်းရဲသားအမျိုးမှာဖြစ်ခဲ့ရရှာပါတယ်တနေ့သောအခါမှာဗန္ဓုမရီမင်းနဲ့တိုင်းသူပြည်သားတို့ဟာအလှူပြိုင်ကြပါတယ်ထိုအခါတိဝလိအလောင်းဆင်းရဲသားလေးဟာတောတွင်းမှနှုတ်ထမ်းအိုးနဲ့ပြားအုံကြီးကိုထမ်းပြီးတော့မြို့တွင်းသို့အယောင်းလာခဲ့ရမှာတော့မြို့ဆောင်စစ်တီများကအသပြားအစမတန်ပေး၍ဝယ်ယူကြပါတယ်အဘယ်ကြောင့်ဤမြအစမတန်ပေး၍ဝယ်ယူကြသည်ကိုမင်းမြန်သိရှိရတဲ့အခါမှာတိဝလိမထေအလောင်းလျာဟာကိုယ်တိုင်လှူဒန်းတော်မယ်မယောင်းတော်ဟုဆိုပြီးတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးအားကိုယ်တိုင်သွားရောက်လှူဒန်းပြီးဘုရုမုဒ္ဒရာဘုရားရှင်လက်ထက်တော်ကအတိုင်းလက်လာပါပေါ်များရန်ဆုတောင်းခဲ့ပြန်ပါတယ်ထိုဆင်းရဲသားဘဝမှာလွန်မြောက်၍လူပြည်နတ်ပြည်စုံစံလေပြီးနောက်အခါတစ်ပါးမှာဘာယနတိပြည်ဗြဟ္မရမင်းအားပြည်တော်ချင်းချင်းမင်းတစ်ပါးကတိုက်ခိုက်တုတ်တင်၍မိဖုရားကြီးအားသိမ့်ပိုက်ကဘာယနတိပြည်မှာစိုးစံနေခဲ့ပါတယ်တာတော်လေးကတော့ဘေးလွတ်တဲ့နေရာကိုတိမ်းရှောင်နေရပါတယ်တာတော်လေးအရွယ်ရောက်လာတဲ့အခါခမဲတော်ရဲ့အရာကိုတိုက်ခိုက်သိမ်းယူဖို့မေတော်နဲ့တိုင်ပင်တဲ့အခါဘာရဏသီမြို့တကားများကိုအခိုင်လုံပိတ်၍အတွင်းကလူများအစာငတ်ပြတ်အောင်လုပ်ဖို့မေတော်ကအကြံပေးခဲ့ပါတယ်မေတော်ဤအကြံပေးချက်အတိုင်း9နှစ်9လနဲ့9ရက်တိတိလှုပ်ကြံရာနောက်ဆုံးမှာဘာရဏသီမြို့ကိုရခဲ့ပါတယ်ထိုဝိပါကဝတ်ကြောင့်တိဝလိတရုသားဟာနောက်ဆုံးဘဝမှာ9နှစ်9လနဲ့9ရက်လုံးအမိဝမ်းတွင်းမှာကိန်းအောရတဲ့စာတိဒုက္ခကိုခံစားခဲ့ရခြင်းဖြစ်ပါတယ်အလှူအတန်းပေးကမ်းရရောပြီးတော့လက်လာဘကိုဆုတောင်းခဲ့ခြင်းကြောင့်လက်လာဘပေါ်များ၍ဣရတိရတော်မူခဲ့ခြင်းဖြစ်ပါကြောင်းအရှင်တိဝလိမထေရမြတ်၏ဇာတ်ကြောင်းကိုတင်ဆက်လိုက်ရပါတယ်ခင်ဗျာချူချူပရိသတ်များအားလုံးရှင်တိဝလိမထေရမြတ်ကြီးကဲ့သို့လက်လာဘပေါ်များကြွယ်ဝ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေကြောင်း